မင်္ဂလာပါရှင်ကျမတို့ရဲ့ဒီမိုမြန်မာ channel လေးကနေပြီးတော့နောက်ဆုံးကြားသိထားတဲ့သတင်းများကိုကောင်းနှုတ်တင်ဆက်ပေးသွားပါတော့မယ်။တပင်းမျိုးနဲ့အိုးထင်းကွင်းရွာလေးကျောင်းတက်ခိုင်မှုမှာကျောင်းသား20ဦးနဲ့ဆရာမ2ဦးစုစုပေါင်းသေဆုံးတဲ့သူ22ဦးထိရှိလာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းတပင်းမျိုးနဲ့အိုးထင်းကွင်းကျေးရွာစာတင်ကျောင်းလေးကျောင်းပုံကျဲတက်ခိုင်မှုမှာကျောင်းသား20ဦးနဲ့ဆရာမ2ဦးစုစုပေါင်းသေဆုံးသူ22ဦးရှိလာတယ်လို့မြေပြင်ဒေသခံတို့ကပြောပါရယ်။စစ်ကောင်စီတပ်ရဲ့မိထီလာလေတပ်မှတပင်းမျိုးနဲ့အိုးထင်းကွင်းရွာစာတင်ကျောင်းကိုမေလ12ရက်နေ့မနက်10:00နာရီဝန်းကျင်မှာပေါင်900ဘုံသီးတစ်လုံးနဲ့လေကျောင်းကနေဘုံကျဲတက်ခိုက်သွားခဲ့တာဖြစ်ပါတယ်။အဲဒီလေကျောင်းဘုံကျဲတက်ခိုက်မှုကြောင့်ကျေးရွာစာတင်ကျောင်းမှစာတင်နေကြတဲ့အသက်6နှစ်မှ16နှစ်အောက်မိန်းကလေးငယ်15ဦးယောက်ျားကလေးငယ်9ဦးနဲ့ကျောင်းဆရာမ2ဦးတို့အသက်သေဆုံးခဲ့ပါတယ်။ဒီညနေစင်းရတော့သေဆုံးသူ22ဦးတော့နာမည်စင်းနဲ့တကွအတည်ပြုနိုင်ခဲ့ပါပြီ။ဒါပေမဲ့ထိခိုက်ဒဏ်ရာရတဲ့ကလေးတွေထဲမှာလည်းအသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေလည်းရှိတာကြောင့်သေဆုံးသူဦးရေထပ်တိုးလာနိုင်မလားပေါ့လို့မြေပြင်ဒေသခံတို့ကပြောပါရယ်။ဒါအပြင်လေကြောင်းတိုက်ခိုက်မှုအတွင်းထိခိုက်ဒဏ်ရာရရှိသူ40ခန့်ရှိပြီးလက်ရှိမှာ၎င်းတို့ကလုံခြုံတဲ့ဆေးရုံဆေးခန်းအသီးသီးမှာပြောင်းရွှေ့ထားပြီးအရေးပေါ်လူနာဖြင့်ဆေးဝါးကုသမှုတွေခံယူနေရတယ်လို့သိရပါရယ်။တရားရတဲ့လူနာတွေကိုလည်းကျွန်တော်တို့လုံခြုံစိတ်ချရတဲ့နေရာတွေကိုကားတွေနဲ့ပြောင်းရွှေ့ထားပါပြီ။အခုအရေးပေါ်လူနာအနေဖြင့်သူတို့တွေကိုလိုအပ်တဲ့ဆေးဝါးကုသမှုတွေဆောင်ရွက်ပေးနေပါတယ်။တရားရတဲ့သူတွေထဲမှာလည်းចောင်းသားကလေးတွေကြီးပါပဲလို့မြေပြင်ဒေသခံတို့ကပြောပါတယ်။လေယာဉ်နဲ့စာတင်ကျောင်းပေါ်တက်တဲ့လေကြောင်းတက်ခိုက်မှုပြုလုပ်ခံခဲ့ရတာကအပြစ်မဲ့ကလေးတက်ငယ်ចောင်းသားလူမမယ်လေးတွေကိုအစုလိုက်အပြုံလိုက်ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်တယ်လို့တပင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဒီနေ့ညမှာထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကမေလ12ရက်နေ့တရက်တည်းမှာတပင်းမြို့အပြင်နောက်ထပ်စကိုင်းတိုင်းချောင်းဦးမော်လူစားတဲ့မြို့နယ်တွေကိုလည်းလေကြောင်းပုံကျဲတက်ခိုက်ပြီးအရက်သား4ဦးသေဆုံးခဲ့ပြီး9ဦးထပ်မံဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။နောက်ထပ်ပြီးတော့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့လူ22ဦးသေဆုံးတဲ့တပင်းရင်စာတင်ကြောင်းပုံကျဲတဲ့ကိစ္စမီဒီယာများကလှုပ်ကြံရေးသားခြင်းဟုစစ်ကောင်စီပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တပင်းမြို့နယ်တွင်အိုးထင်းကွင်းမြောက်ကျေးရွာစာတင်ကျောင်းကိုလေကြောင်းတိုက်ခိုက်မှုကြောင့်ကလေး20ဦးပါဝင်22ဦးသေဆုံးခဲ့ရပေမဲ့စစ်ကောင်စီကရင်းမာမီဒီယာများကလှုပ်ကြံရေးသားကြခြင်းဖြစ်ကြောင်းမေလ12ရက်နေ့ညမှာထုတ်ပြန်ပါတယ်။တပင်းမှစာတင်ကျောင်းကိုတမတော်မှဘုံကျဲတိုက်ခိုက်မှုလုပ်ခဲ့ကြောင်းပြည်ပြတ်မီဒီယာများကမဟုတ်မမှန်လှုပ်ကြံရေးသားဖြန့်ဝေလျက်ရှိကြောင်းသိရပါတယ်။အဆိုပါသတင်းနဲ့ပတ်သက်ပြီးတော့သက်ဆိုင်ရာနယ်မြေခံလုံခြုံရေးတာဝန်ရှိသူတို့ရဲ့ပြောပြချက်အရအဆိုပါသတင်းမှာမှန်ကန်မှုမရှိဟုစစ်ကောင်စီဝါဒဖြန့်မီဒီယာများရဲ့ည8နာရီသတင်းမှာထည့်သွင်းကြေညာသွားခဲ့ပါတယ်။စစ်ကောင်စီအနေနဲ့စီးပြစ်မှတ်မဟုတ်တဲ့နေရာတွေကိုဘုံကျဲတိုက်ခိုက်မှုမလုပ်ကြောင်းပြောကနိုင်ငံတော်အစိုးရအနေဖြင့်အနာဂတ်မျိုးဆက်သစ်ចောင်းသားចောင်းသူများပညာရေးမြင့်မားစေရေးအတွက်အလေးထားဆောင်ရွက်လျက်ရှိသည်မှာပြည်သူများအသိပင်ဖြစ်ဟုလည်းပါရှိပါတယ်။ဒါပေမဲ့ဒေသခံများပေးပို့တဲ့စာရွက်စာတမ်းများနဲ့တပ်ပုံများအရစကိုင်းတိုင်းဒေသကြီးတပင်းရင်မြို့အနောက်တောင်ဘက်9မိုင်ခန့်ရှိအိုးထင်းတွင်ကျေးရွာရဲ့စာတင်ကျောင်းပေါ်နနက်9:40မိနစ်ချိန်စစ်လျင်မှပုံကျဲချမှုကြောင့်အသက်10နှစ်အရွယ် Grade 1မှသည်အသက်18နှစ်အရွယ် Grade 11ထိကျောင်းသားကျောင်းသူပေါင်း20ဦးနဲ့ဆရာမ2ဦးသေဆုံးသွားခဲ့က90ခန့်ဒဏ်ရာရသွားခဲ့ပါတယ်။သေဆုံးသူများမှာမိန်းကလေး15ယောက်နဲ့ယောက်ျားလေး9ယောက်ဖြစ်ကြောင်းနာမည်များနဲ့တကွပေးပို့သောအထောက်အထားများရသိရပါတယ်။ဓာတ်ပုံများတွင်အမိုးပွင့်နေသောစာသင်ကျောင်းပုံများနှင့်အတူသေဆုံးနေသောအဖြူစင်းဝတ်ကလေး10ဦးထက်မနည်းတွေ့ရပြီးဦးခေါင်းနဲ့ကိုယ်လက်အင်္ဂါများပြတ်တောက်နေသောရုပ်အလောင်းများလည်းပါဝင်ပါတယ်။ဒဏ်ရာရသူများကိုပုတ္တလင်မြို့နယ်တွင်ကဆေးရုံများသို့ခွဲ၍ပို့ဆောင်ထားရကြောင်းဒေသခံတို့ကပြောဆိုပါတယ်။ကျဲချခဲ့တဲ့ဘုံမျိုးစားကိုတော့ဘုံစာများကိုကြည့်၍ခန့်မှန်းပြောကြားရာတွင်ပေါင်300ဘုံလို့ဒေသခံတို့ကပြောပါတယ်။ BBC မြန်မာပိုင်းသတင်းစီစဉ်မှာတော့ပေါင်900ဘုံလို့ဆိုပါတယ်။အဆိုပါစာတင်ကျောင်းမှာအမျိုးသားညီညွတ်ရေးအစိုးရရဲ့ဂျားကာလာပညာသင်ကြားရေးကျောင်းဖြစ်ကကျောင်းသူကျောင်းသားဦးရေ289ရှိတယ်လို့တပင်းရင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။တထက်စာသင်ခန်းတွင်ပြမဆောင်နဲ့တိုးချဲ့ထားတဲ့စာသင်ခန်းများပါဝင်ပြီးစုစုပေါင်းစာသင်ခန်း12ခန်းဖြစ်တယ်လို့ဒေသခံတို့ကပြောပါတယ်။လက်တလုံးမှာတပင်းရင်နယ်အတွင်းစစ်ကောင်စီတပ်ကမြေပြင်စစ်ကြောင်းထိုးခြင်းမရှိသလိုတိုက်ပွဲများလည်းမရှိဟုဒေသခံများကိုကိုးကား၍မြန်မာနောင်ရေးသားထားပါတယ်။ AR သတင်းဌာနထုတ်ပြန်သောရုပ်သံသတင်းတွေခေါင်းမိုးများပွင့်ထွက်နေပြီးတုတ်များတေချောင်းများကျိုးကြေပြန့်ကျဲနေသောအဖြူအစိမ်းဆေးတုပ်ထားသောကျောင်းစာအုပ်တွေတွင်သွေးများဆုံးထင်းနေသောနေရာများကိုလည်းတွေ့ရသလိုပိုင်ရှင်မဲ့သွားပြီးဖြစ်သောလွယ်အိတ်လေးများကိုလည်းတွေ့ရပါတယ်။စစ်ကောင်စီတပ်စစ်ကြောင်းထိုးသည့်အခြေအနေပေါ်မူတည်ကစာသင်ကြားနေကြခြင်းဖြစ်၍ပုံမှန်စာသင်နှင့်ကဲ့သို့မဟုတ်ကြောင်းတပင်းမြို့နယ်ပညာရေးပုတ်ဖွဲ့ဝင်တို့ကပြောပါတယ်။ယခုလေကြောင်းတိုက်ခိုက်မှုဟာတပင်းမြို့နယ်အတွင်းဒုတိယအကြိမ်မြောက်လူသေဆုံးမှုအများဆုံးတိုက်ခိုက်ခံရမှုဖြစ်ပြီးပြီးခဲ့တဲ့2022ခုနှစ်စက်တင်ဘာလ16ရက်နေ့ကလည်းလက်ရကုံရွာစာတင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရမှုကြောင့်ဒေသခံကလေးငယ်17ဦးပါဝင်အရက်သားပြည်သူ73ဦးထိသေဆုံးခဲ့ရပါတယ်။
နောက်ထပ်ပြီးတော့တင်ဆက်ပေးချင်တာကတော့နိုင်ငံတော်ဝန်လေးချောင်းတိုက်ခတ်မှုများစစ်ကောင်စီကတုံ့ပြန်ရန်ရှိလာတပင်းမြို့နယ်ကိုယမန်နေ့ညတကောင်ရန်အချိန်စစ်တပ်ကလေရင်နဲ့ထပ်မံပုံကျဲခဲ့ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတော်ဝန်လေးချောင်းတိုက်ခတ်မှုများကိုစစ်ကောင်စီကတုံ့ပြန်လာရန်ရှိနေကြောင်းနေပြည်တော်စစ်ဘက်သတင်းရှင်မြစ်ကပြောပါရယ်။အကြမ်းဖက်မြောက်လိုင်းက2025ခုနှစ်ဒီဇင်ဘာလမတိုင်မီရွေးကောက်ပွဲကျင်းပရန်ရနိုင်သမျှမြို့နယ်များအားလုံးကိုနေမြေစုံမှုပြန်လည်ရရှိပြီးရွေးကောက်ပွဲကျင်းပနိုင်ရန်ဆုံးချုပ်ထားသောနေမြေများကိုစစ်တပ်ကစုံမှုပြန်လည်ရရှိရေးမိုးရင်းကာလမတိုင်မီနေမြေစုံမှုအတွက်စစ်ကြောင်းထိုးမှုများတိုးမြင့်ခြင်းနဲ့လေကြောင်းတိုက်ခတ်မှုများတိုးမြင့်လာမည်ဖြစ်ကြောင်းအခြားတစ်ပတ်တွင်လည်းစစ်ကောင်စီရဲ့ရန်နိုင်မင်းစစ်စင်ရေးမှလည်းဆက်လက်အကောင့်ထဲပေါ်နေစေဖြစ်ကြောင်းသိရပါတယ်။လေကြောင်းစစ်စင်ရေးတွေကဒီမီလာထဲမှာပိုပြီးတိုးလာဖို့ရှိပါတယ်။မိုးမတိုင်ခင်မြေပြင်ထိုးစစ်နဲ့စုံမိုးရေးအတွက်လေကြောင်းတိုက်ခိုက်မှုတွေပိုပြီးများလာဖို့ပဲရှိပါတယ်။ရန်နိုင်မင်းစစ်စင်ရေးကလည်းဆက်ပြီးအသက်ဝင်နေပါတယ်။နေမြေစုံမိုးရေးအတွက်မြေပြင်ထိုးစစ်တွေလည်းပိုများဖို့ရှိလာပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရှင်မြစ်ကပြောဆိုပါတယ်။ဟုတ်ကဲ့ပါဒါကတော့ဒီမိုမြန်မာနေပြီးတော့နောက်ဆုံးရသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားတာပါနောက်ဆက်အားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်သတင်းထူးများနဲ့တူပြန်လာခဲ့ပါမယ်ရှင်